အယံမိုးတဲ့သူတွေအရှိမရေတံပိုးတွေထားထားပေးတတ်ကြတဲ့ဂျပန်လူမျိုးများဂျပန်နိုင်ငံတိုကျိုမြို့ရဲ့လူစီကာတဲ့ခါဘူးခီချောလိုနေရာတော်အိုင်းမှာအမြဲလိုတောက်စားပျော်ပါနေတဲ့လူငယ်တွေနဲ့ပြင်းထန်နေတတ်တာလည်းဖြစ်ပါတယ်။အယံမိုးတဲ့သူတွေအရှိမဆိုရင်ရေတံပိုးလေးတွေရှိတတ်ကြပြီးတချို့မိုးနေတဲ့သူအရှိမဆိုရင်ရေတံပိုးတွေအများကြီးရှိနေတာကိုတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။အယံတောက်ထားတဲ့သူတွေဟာအယံထဲမှာပါတဲ့အယ်ကိုဟောကြောင့်ရေငတ်တတ်ကြပြီးရေစားတဲ့အခါမှာအလွယ်တကူတောက်သုံးနိုင်ဖို့နဲ့အန်တဲ့အခါမှာလေးဆေးကြောနိုင်ဖို့ဆိုပြီးရည်ရွယ်ချက်အမျိုးမျိုးနဲ့ဂျပန်လူမျိုးတွေကထားပေးတတ်ကြတာဖြစ်ပါတယ်။နောက်ပြီးဂျပန်နိုင်ငံရဲ့အိမ်ရှင်နဲ့အိမ်ပတ်ပတ်လည်တစ်ဝိုင်းမှာလေးရေတံမိုးတွေအများကြီးထားတတ်ကြတဲ့ delay တစ်ခုလည်းရှိပါတယ်။ရေတံမိုးတွေကိုပန်းအိုးတွေတင်ပင်အောက်တွေနဲ့လမ်းမတိုင်တွေအောက်မှာအများဆုံးထားတတ်ကြပြီးဘာကြောင့်လဲဆိုတော့ကြောင်လေးအိမ်ရှင်မှာလာပြီးမစင်လာမစွန့်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ထားတတ်ကြတာဖြစ်ပါတယ်။ဒီရေတံမိုးတွေဟာညဘက်ဆိုရင်လမ်းမတိုင်တွေရဲ့ညအလင်းရောင်တွေကြောင့်ရောင်ပြန်ဟပ်စေပြီးကျောင်းလေးကိုကျောင်းလန်းစီတာဖြစ်တာကြောင့်အငြိကြီးလာဆွမ်းတာကိုတားဆီးနိုင်တာလည်းဖြစ်ပါတယ်။